ရှေးခေတ်တုန်းကပြိုင်ကားဆိုတာဝန်ထမ်းတွေပဲမောင်းတဲ့အရာဖြစ်ပါတယ်။ကားမောင်းတဲ့အချိန်မှာခြေထောက်နဲ့အရင်အစားပြုပြီးတော့လိမ့်နေတဲ့ကြောက်တုံးနဲ့သွားရပါတယ်။ဒီနေ့ကိုမောင်းပြီးတဲ့အချိန်မှာခြေထောက်ကအရန်ကိုနာပြီးတော့ ferry ကဝန်ထမ်းတယောက်ပဲဖြစ်ပါတယ်။မနေ့တိုင်းနေအောင်ကခရစ်စတယ်လေးတွေကိုဖျက်သွားတဲ့အချိန်မှာကျိုးကမီးလောင်ပြီးတော့ခေါင်းပေါက်ကကြောက်ခဲပြုတ်ကျလာတာနဲ့ထကျင်တမ်းပြီးပဲဖြစ်ပါတယ်။ခေါင်းနာတာတော့အဖက်တင်ပါတယ်ဗျ။မနေ့တိုင်းမှာမိချောင်းလေးနဲ့နှကမ်းမွေးကိုပါရေးပြီးတော့မှပြီးလို့ရှိရင်တော့စင်ရင်နှမောင်းလေးနဲ့ရေချိုးရပါတယ်။တန်ရှင်းတဲ့ရှေးခေတ်လူလေးတယောက်ပါမနေ့စာကိုတော့ကြက်ဥကြော်တစ်လုံးစားပြီးတော့မှအလုပ်ကိုသွားရပါတယ်။ဖရီအလုပ်ကတော့ဒိုင်နိုဆောကိုဆေးပြီးတော့မှကြောက်တွေကိုတည်ပြီးရတာပါအစားအစာပိုင်းမှာဆိုလို့ရှိရင်လည်းမစိုးဘူးလို့ပြောရမှာပါအထက်ကရိတ်ခါကကားရှိပြီးတော့မှအော်တိုရောင်းနိုင်တဲ့အေးအေးတတာတွေလည်းရှိနေပါသေးတယ်ဘီယာပလင်းဖွင့်ဖို့တော့မှငှက်တကောင်ထားပေးထားတာဖြစ်ပြီးတော့နေလေစာဆိုလို့ရှိရင်တော့ပို့ပြီးတော့စားလို့ကောင်းနေပါတယ်အိမ်မြောင်ဟမ်ဘတ်ကငချောက်လေးဒိုင်နိုဆောပေါင်တွေလည်းပါပါသေးတယ်နေတိုင်းငှက်အော်လာနဲ့အလုပ်ဆင်းလို့ရပြီဖြစ်ပြီးတော့မှဖရီကတော့ဒိုင်နိုဆောအမိကနေပြိုင်ကားတဲ့အထိရောက်အောင်ချောရှာလိုက်တာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်တော့တကားဘဝမှာသွားပြီးတော့မှတ်တမ်းတင်ရပါတယ်ဒါကတော့ရှစ်ခေတ်ဝန်ထမ်းရဲ့တနေ့တာဘဝပဲဖြစ်ပါတယ်ဒီနေ့ချိန်မှာတော့ဗိုလီမော့ကစားလို့ရမှာဖြစ်ပြီးတော့သူ့ရဲ့အလက်ကိုရောက်လာတဲ့အခါမှာတော့သူဟာလက်နဲ့ဖားရဲ့ကရင်အနှံ့ကိုအရင်ခံပြီးတော့မှလက်ကိုပုတ်ပြီးခြေလမ်းတေးသေးလေးတွေလှမ်းပြီးတော့မှပြစ်လိုက်တဲ့အခါမှာအကုန်လုံးလဲကျသွားခဲ့ပါတယ်ဒီနေ့အိမ်ပြန်ရောက်တဲ့အခါမှာတော့အမေကပတ်စံမတေးလို့သူ့ရဲ့မိမကသူ့ကိုမေးနေပါတယ်သူကလည်းသူ့ရဲ့တငယ်ချင်းကလေးတယောက်မွေးစားခြင်းလို့ပတ်စံချီလိုက်တဲ့အကြောင်းပြောပါတယ်သူတို့ရဲ့အိမ်ကိုအဆင်မပြေအောင်လုပ်လိုက်ပေမဲ့လည်းသူ့ရဲ့မိမကစိတ်မဆိုးတဲ့အပြင်သူ့ကိုတစ္ဆာရှိတယ်လို့ချီးကျူးလိုက်ပါသေးတယ်သူလှုပ်လှုပ်နေတဲ့စိတ်ယုံကဝန်ထမ်းတယောက်ကိုရွေးပြီးတော့ဒုတိယမန်နေဂျာဖြစ်ယာတို့တိုးပေးမယ်လို့ကြေညာလာပါတယ်။ဆမင်းဘက်မှပထမရတာနဲ့တိုးပေးမှာပါ။အနောက်ကမြောက်တောင်မှလက်မြောက်ပြီးတော့သူလဲပါမယ်လို့ဆိုပါတယ်။ရှေးကိလူတွေစာမိုးပဲဖြေတဲ့အချိန်မှာခဲကိုအရင်ချုံအောင်လုပ်ရပါတယ်။မိကုံပေးလက်ချိန်မှာအားလုံးကတေချာဖြေနေကြပြီးသူတယောက်တည်းပဲတပုတ်မှမဖြေတတ်တာပါ။မြောက်တောင်မှကောင်းကောင်းလေးဖြေနေတာတွေ့ရပါတယ်ဗျ။သူများသူတို့ခိုးကြည့်ခြင်းတဲ့အချိန်မှာလက်တွေနဲ့ကာလိုက်ပါသေးတယ်။ဆမွေးအချိန်ကပြီးဖို့တဲ့15မိနစ်ပဲကျန်တော့တဲ့အခါမှာတော့သူအခုချိန်ထိတပုတ်မှမဖြေရသေးပါဘူးအဲ့ခါမှာတော့မျိုးရိုးစင်တဲ့စက်ခံလာတဲ့ဂါထာကိုတတိယလိုက်ပြီးသုံးခုထဲမှာအရှိဆုံးရှိလို့ရှိရင်အရှိဆုံးအတူဆုံးရှိရင်အတူဆုံးတိတ်မကွာဘူးဆိုလို့ရှိရင်စီကိုရွေးဆိုတဲ့ဂါထာလေးကိုတတိယလိုက်တာနဲ့သူကစာမေးပွဲကိုမြန်မြန်လေးဖြေဆိုလိုက်တာဖြစ်ပါတယ်သူမအောင်တော့ဘူးလို့ထင်နေတာဖြစ်ပြီးကံကောင်းတာကတော့သူဟာပထမအဆင့်နဲ့ဒုတိယမန်နေဂျာဖြစ်သွားခဲ့တာပါသူကရန်ကုန်ဝမ်းသာသွားပြီးတော့မှမိုးဘော်ကိုပြန်နေပါတယ်ရာထူးတူလာတာနဲ့သူ့ရဲ့ပြိုင်ကားလေးကို branded ကပြောင်းလိုက်ပါတယ်သူရဲ့မိမကလည်းတကူလုံးကို luxury ဆန်တဲ့အထည်တွေနဲ့ပြည့်နေအောင်လုပ်လိုက်ပြီးတော့မှသူတို့အိမ်ကလည်းအိမ်စုပ်လေးကနေပြီးတော့မှတိုက်ခန်းကြီးကြီးဖြစ်သွားခဲ့ပါတယ်မျက်ရှင်းတဲ့စကားအစားအိမ်ပစ္စည်းတွေအကုန်လုံးကတကြောပြန်ပြောင်းလဲလာတာဖြစ်ပြီးတော့မှညတိုင်းပါတီမှာသွားပျော်ပြီးတော့အိမ်ပြန်တဲ့ချင်းအိမ်ကရေကူးကန်နဲ့ဇိမ်ခံနေပါတယ်ကုမ္ပဏီမှာလည်းအလုပ်ကတိတ်ပြီးတော့လုပ်เสียမလိုပါဘူးဒီမှာဆိုလို့ရှိရင်လည်းကောင်မလေးကြော်လေးတွေရှိနေပါသေးတယ်နေ့တိုင်းလက်မှတ်ထိုးလိုက်ရင်ပြီးပါပြီသူကအရန်ကိုဘဝင်မြင့်လာပြီးတော့မှထမင်းဆိုင်မှာအလုပ်လုပ်နေတဲ့တငယ်ချင်းကပါအထင်သေးလာခဲ့ပါတယ်တကယ်ချင်းကအထင်သေးခံရတော့စိတ်ဆိုးသွားပြီးတော့ထွက်သွားပါတယ်။အဲ့ချိန်မှာ TV တွေကနေစက်ယုံကအလို့သမားအားလုံးအလုပ်ထုတ်ခံရတဲ့သတင်းပြနေပါတယ်။သူကအဲ့ဒီအကြောင်းလေးကိုမသိသေးပါဘူး။တတိကအများသုံးငွေကိုအပိုင်သိမ်းခြင်းလို့သူကိုဒုတိယမန်နေဂျာအဖြစ်ယာတို့နှင်ပေးလိုက်တာဖြစ်ပြီးသူကတော့ကြောက်ချတာခံရပြီးတော့မှအလုပ်သမားတွေသူ့ကိုလာပြီးတော့ပုံကန်ကြပါပြီ။အဲ့လိုနဲ့သူဟာဟိုပုံဒီပုံလုံးနေရပြီးတော့မှသူဂူထဲကိုရောက်သွားတဲ့အချိန်မှာသူပြစ်ခဲ့တဲ့ဝန်နဲ့သွားပြီးတော့ဆွန့်ပါတယ်။အဲ့ဒါနဲ့ပဲသူများသူ့ကိုဖမ်းပြီးတော့တက်ပြစ်ဖို့လုပ်ပြီးကာမောင်းပြီးတော့ရောက်လာတဲ့တငယ်ချင်းကသူ့ကိုကဲမလို့ပါပဲ။အတူတူအပန်းခံလိုက်ကြပါတယ်။အရေးကြီးနေတဲ့အချိန်မှာပဲသူ့ရဲ့မိမဟာငှက်တကောင်ကိုယူလာခဲ့ပြီးအဲ့ဒီငှက်ကတတိရဲ့အတန်ကိုတွင်းထားတာပါတတိကြောက်ကြတဲ့အကြောင်းအားလုံးကိုသိသွားတော့မှသူနဲ့သူ့ရဲ့တငယ်ချင်းလွတ်သွားခဲ့တာဖြစ်ပြီးသူတို့အိမ်ကိုရောက်သွားတဲ့အချိန်မှာတော့အိမ်ကပစ္စည်းတွေကရှုပ်ထွေးနေပြီးတော့ကလေးတွေလည်းပျောက်နေပါတယ်ကလေးတွေဟာတတိဖန်တာခံရပြီးတော့မှတက်တိပါတဲ့ငှက်နဲ့သွားပြီးတော့လဲခိုင်းပါတယ်ကလေးတွေအတွက်သူကလည်းတတိပြောတဲ့အတိုင်းလုပ်ပေးရပါတယ်ဒါပေမဲ့တတိကငှက်ကိုရတဲ့အချိန်မှာကလေးတွေကိုလည်းပြန်မပေးတော့ပါဘူးတတိကကလုတ်ဖွင့်လိုက်တာနဲ့ကြောက်တုံးနှစ်ချမ်းကွဲသွားခဲ့ပြီးတော့ကလေးတွေကိုလည်းစက်ပေါ်မှာတင်ထားပါတယ်။ဗရီနဲ့သူ့ရဲ့တငယ်ချင်းကတော့အရန်ကိုလောတဲ့အခါမှာတော့ကလုတ်ပြန်ပေးတဲ့အချိန်ကလုတ်ကျိုးသွားခဲ့ပါတယ်။မတက်နိုင်တဲ့အခါမှာတော့တငယ်ချင်းကိုကြောက်တုံးပြည့်တဲ့ဆက်ကနေကလေးကိုသွားပြီးတော့ခေခိုင်းပါတယ်။တငယ်ချင်းကနေရံဘော်ကိုသွားခဲ့ပြီးတော့ပြုတ်ကျလာတဲ့အချိန်မှာကလေးစီကိုရောက်သွားခဲ့တာဖြစ်ပါတယ်။ဖရီကကြောက်တုံးကြီးကြီးနဲ့ဆက်ကိုကွဲအောင်ဖြစ်လိုက်ပြီးသူ့ရဲ့တငယ်ချင်းကလည်းကလေးတွေကိုအောင်မြင်စွာနဲ့ကဲတင်လာခဲ့ပါတယ်။ဆက်ကပြတ်သွားတာကြောင့်ပဲရှုံးနဲ့အများကြီးတောင်ပေါ်ကနေတတိရဲ့ခေါင်းပေါ်ကိုပြုတ်ကျလာခဲ့ပြီးတော့အဲ့ဒါနဲ့ပဲကဘာကပထမဆုံးကြောက်ရွံ့ပေါ်ပေါက်လို့လာခဲ့တာပါကုမ္ပဏီမန်နေဂျာကအဲ့ဒီကြောက်ရွံ့ကိုကြည့်ပြီးတော့မှအရန်ကိုသဘောကျသွားခဲ့ပါတယ်သူ့ကိုယာတို့တိုးပြီးဖို့ပြောလိုက်ပါတယ်ဒါပေမဲ့ဒီချိန်မှာသူ့တဲ့ဓာရီကအရေးမကြီးတော့ပါဘူးသူတန်မိုးထားသောအရာကမိသားစုနဲ့တငယ်ချင်းပဲဖြစ်ပါတယ်ဗျာ